ဒီနေ့ပြောပြပေးမဲ့ပုံပြင်လေးရဲ့ခေါင်းစဉ်ကတော့သစ္စာရှိသောခွေးကလေးပူပူဆိုတဲ့ပုံပြင်လေးပဲဖြစ်ပါတယ်။နားဆင်ပေးကြပါအောင်နော်။တခါတော့ကရွာလေးတစ်ရွာမှာကျင်နာတတ်တဲ့လယ်သမားကြီးတစ်ယောက်ရှိပါတယ်။သူဟာနေ့တိုင်းမနက်စောစောထားပြီးလယ်ကွင်းထဲမှာအလုံးလုံးရတာကိုဝါသနာပါသူဖြစ်ပါတယ်။သူ့ရဲ့အဖော်ကတော့ရွှေဝါရောင်အမွေးပွားလေးနဲ့ပူပူလို့ခေါ်တဲ့ခွေးလေးတစ်ကောင်ပဲဖြစ်ပါတယ်။ပူပူလေးဟာလယ်သမားကြီးကိုအယံရှစ်ပြီးဘဲသားအမြဲနောက်ကနေလိုက်ပါလေးရှိပါတယ်။လယ်သမားကြီးလယ်ထွန်တဲ့အခါပူပူလေးကလယ်ကွင်းဘေးကတစ်ပင်ရိပ်လေးမှာအေးအေးဆေးဆေးထိုင်ဆောင်နေတတ်တယ်။တခါတရံတော့လယ်ကွင်းထဲမှာပြန်တန်းနေတဲ့လိပ်ပြာလေးတွေကိုလိုက်ဖမ်းရင်းပျော်ရွှင်စွာဆော့ကစားတတ်တယ်။သူတို့နှစ်ယောက်ဟာတယောက်နဲ့တယောက်ခွဲလို့မရအောင်ချစ်ခင်ကြပြီးလယ်သမားကြီးအတွက်တော့ပူပူလေးဟာမိသားစုဝင်တယောက်လိုပါပဲ။လယ်သမားကြီးဟာပင်မတဲ့အခါပူပူလေးကိုပွေဖက်လိုက်ရင်ပဲပင်မသမျှတွေအကုန်ပြောက်သွားတတ်တယ်။နေဝင်ချိန်ရရင်တော့လယ်သမားကြီးကပူပူလေးကိုခေါ်ပြီးအိမ်ကိုပြန်လာကြတယ်။ရွာသူရွာသားတွေကသူတို့နှစ်ယောက်ရဲ့ရှိခင်မှုကိုမြင်ရတဲ့အခါတိုင်းအမြဲတမ်းပြောနေတတ်ကြတယ်။ဒီလိုနဲ့သူတို့ရဲ့နေရက်တွေဟာအေးချမ်းစွာကုန်ဆုံးနေကြပါတယ်။ဒီရက်မှာတော့ထူးဆန်းတဲ့အဖြစ်အပျက်တစ်ခုဖြစ်လာဖို့ရှိနေတယ်ဆိုတာသူတို့နှစ်ယောက်လုံးမသိခဲ့ကြပါဘူး။ဒါပေမဲ့ပူပူလေးကတော့လယ်သမားကြီးကိုကာကွယ်ပေးဖို့အမြဲအသင့်ရှိနေခဲ့ပါတယ်။အဲ့ဒီနေ့ကရာသီဥတုဟာအလွန်တာယာနေပါတယ်။လယ်သမားကြီးဟာသူ့ရဲ့လယ်ကွက်လေးထဲမှာစပားပင်လေးတွေကိုဂရုတစိုက်ပြုစုနေတယ်။ပူပူလေးကတော့ထုံးစံအတိုင်းတစ်ပင်ကြီးအောက်မှာအေးအေးဆေးဆေးအိပ်ဆက်နေပါတယ်။ဒါပေမဲ့ရုတ်တရက်ဆိုသလိုလေးပြေးလေးငင်းတွေဟာရပ်တန့်သွားပြီးပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်သွားတယ်။တော်ဆက်ဘက်ကထူးဆန်းတဲ့အတန်တစ်ခုကိုပူပူလေးကြားလိုက်ရတယ်။အဲ့ဒီအတန်ကတာမန်တရိษံအတန်မျိုးမဟုတ်ပဲအနေရှိတဲ့သားရဲတကောင်ရဲ့ရှည်တန်ဖြစ်နေတယ်။ပူပူလေးဟာနရွက်တွေကိုထောင်လိုက်ပြီးတရီအပြည့်နဲ့နိုးကြလာတယ်။သူဟာလယ်သမားကြီးရှိရာဘက်ကိုလှည့်ကြည့်လိုက်တော့လယ်သမားကြီးဟာအလုတ်ထဲမှာစိတ်နေပြီးဘာအန်ဒီယေကိုမှတတိမပြုတ်မိပါဘူး။တောအုပ်ထဲကမှောင်မိုက်တဲ့အရေးတစ်ခုဟာတဖြည်းဖြည်းရွေ့လျားလာတာကိုပူပူလေးတွေးလိုက်ရတယ်။အဲဒါကတော့တောဝက်ရိုင်းတစ်ကောင်ဖြစ်နေတာပါပဲ။တောဝက်ရိုင်းကြီးဟာဒေါသတကြီးနဲ့လယ်သမားကြီးရှိရာစီကိုတရွေ့ရွေ့ရှင်းကပ်လာနေတယ်။သူဟာလယ်သမားကြီးကိုအကာအကွယ်ပေးရန်မိမိရဲ့ခန္ဓာကိုယ်ကိုအသင်ပြန်လိုက်တယ်။တောဝက်ရိုင်းဟာအရှင်ပြင်းစွာနဲ့လယ်သမားကြီးထံသို့ပြေးဝင်လာရန်ပြင်ဆင်နေစဉ်မှာပဲပူပူလေးကအကျယ်ကြီးဟောင်လိုက်တယ်။လယ်သမားကြီးဟာထိတ်လန့်သွားပြီးပူပူလေးဘက်ကိုလှည့်ကြည့်လိုက်တယ်။တောဝက်ရိုင်းကြီးဟာပူပူလေးရဲ့ဟောင်တန်ကြောင့်ခဏတုံဆိုင်သွားတယ်။ပြီးတော့ဒေါသထွက်လာကလယ်သမားကြီးစီကိုပြေးဝင်လာတယ်။လယ်သမားကြီးဟာသူ့ရဲ့တရွင်းကိုစုပ်ကိုင်းကအသင့်ပြင်လိုက်တော့လဲဒေါသတကြီးပြေးဝင်လာတဲ့သားရဲကြီးကိုရှင်းနိုင်မှုခက်ခဲမယ်ဆိုတာကိုသူသိလိုက်တယ်။ဒါပေမဲ့ပူပူလေးဟာလုံးဝနောက်မဆုတ်ဘူး။သူဟာတောဝက်ရိုင်းကြီးရဲ့ရှေ့မှာနေ၍ခုံပေါက်ကမှန်ဖြစ်ရင်အာယုံလွှဲရန်ကြိုးစားနေတယ်။တောဝက်ရိုင်းကြီးဟာပူပူလေးကိုအရင်တိုက်ခိုက်ရန်ဆုံးဖြတ်ပြီးပူပူလေးစီကိုဦးတည်လှည့်လိုက်တယ်။ပူပူလေးဟာလျင်မြန်စွာချောင်းတဲ့ရင်တောဝက်ရိုင်းကြီးကိုလယ်သမားကြီးနဲ့ဝေးရစီတို့ဆွဲခေါ်သွားတယ်။မကြခင်မှာပဲတောဝက်ရိုင်းကြီးဟာသူ့ကိုလှည့်စားခဲ့တဲ့ပူပူလေးကိုဒေါသတကြီးလိုက်ဖမ်းရင်တောနက်ထဲကနွယ်ပင်တွေရှုံတွေတွေကြားမှာအရှင်ပြင်းပြင်းနဲ့တိုးဝင်သွားခဲ့ပါတယ်။ဒါပေမဲ့ပူပူလေးကတော့လျင်မြန်စွာပဲနွယ်ပင်တွေကြားကနေလွတ်မြောက်သွားခဲ့တယ်။တောဝက်ရိုင်းကြီးကတော့နွယ်ပင်တွေနဲ့ညှိပြီးရှေ့ဆက်မတိုးနိုင်ပဲပိတ်မိသွားခဲ့ပါတယ်။ပူပူလေးဟာတောဝက်ရိုင်းကြီးကိုနောက်ဆုံးတစ်ခါလှည့်ကြည့်ပြီးလယ်သမားကြီးရှိရာလယ်ကွင်းပြင်စီကိုပျော်ရွှင်စွာပြေးပြန်လာခဲ့ပါတယ်။လယ်သမားကြီးဟာပူပူလေးကိုတွေ့လိုက်ရတဲ့အခါဝမ်းသာအားရပွေဖက်လိုက်ပြီးသူ့ရဲ့သစ္စာရှိတဲ့သူရဲ့ကောင်းလေးကိုအထက်ထက်ရှိကျူးခဲ့ပါတော့တယ်။အဲ့ဒီနေ့ကစပြီးပူပူလေးရဲ့တတိရှိပုံကိုရွာသူရွာသားတွေကအမြဲပြောစမှတ်ပြုကြပြီးလယ်သမားကြီးနဲ့သစ္စာရှိသောခွေးလေးပူပူတို့ဟာအေးချမ်းသာယာစွာနဲ့ထာဝရပျော်ရွှင်စွာနေထိုင်သွားကြပါတော့တယ်။